တစ်ခါကကျွန်တော်တို့ဝမ်းမြောက်မိတယ်ဟုတ်လားကျွန်တော်တို့ဗမာပြည်ရဲ့လူငယ်တွေဟာဒီကနေ့မှာဟုတ်လားအမျိုးသားရေးအတွက်နိုင်ငံရေးအတွက်စိတ်ပါကြတယ်လှုပ်ဆောင်ကြတယ်ဟုတ်လားကျွန်တော်တို့အသက်ကိုပဏာနာမထားဘဲနဲ့စွန့်လွတ်ကြတယ်ဟုတ်လားဒီလိုဟာတွေကိုတွေးတော့ကျွန်တော်တို့အများကြီးဝမ်းမြောက်မိပါတယ်တစ်ခါကတော့ကျွန်တော်တို့ရဲ့ဒီဗမာပြည်ဟာငြိမ်းချမ်းရေးမရှိတဲ့အတွက်ဒီလူငယ်တွေဟာမိမိတို့ရဲ့ဟုတ်လားစာသင်ကျောင်းတွေမှာနော်မိမိတို့ရဲ့မိဘရထံမှာဟုတ်လားစာသင်ပြီးတော့အေးဆေးဆေးနေရမယ်အစားအခုလိုခက်ခဲကြမ်းတမ်းတဲ့နေရာကြီးမှာနော်ကျွန်တော်တို့တွေဟာလက်နဲ့ဆွဲပြီးတော့တိုက်ခိုက်နေရတယ်ဒီလိုလက်နဲ့ဆွဲပြီးတိုက်ခိုက်နေရတာဟာကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲစစ်အာဏာရှင်စစ်အုပ်စုတွေရဲ့အတွက်တို့ရဲ့ဟုတ်လားပယောဂကြောင့်သာကျွန်တော်တို့ဒီလိုလက်နဲ့ဆွဲပြီးတော့ကျွန်တော်တိုက်ခိုက်နေရခြင်းဖြစ်တယ်အဲဒီတော့ကျွန်တော်တို့တွေဟာဟုတ်လားဒီမာပြည်မှာကျွန်တော်တို့လူငယ်တွေရဲ့အခန်းကဏ္ဍဟာအမတန်မှပြောင်မြောက်ပါတယ်ဒါ88ကျွန်တော်အရေးတော်ပုံမှာကျွန်တော်တက်တည်ပြသွားပါတယ်လူငယ်တွေဟာဟုတ်လားမိမိတို့ရဲ့တိုင်းပြည်ကိုအမတန်မှမြန်နိုးတယ်မျိုးချစ်စိတ်ရှိတယ်ကျွန်တော်တို့တွေအားလုံးဟာလူငယ်တွေကိုအမတန်မှအားကိုးပါတယ်ဒီနေ့မှာဒီလူငယ်တွေဟာဗမာပြည်ကိုဒီသစ်ကိုကျွန်တော်ထူထောင်မယ်ဒီလိုထူထောင်နိုင်တဲ့အချိန်မှာကျွန်တော်တို့အရင်တုန်းကဖြစ်ခဲ့တဲ့မှားတွေကျွန်တော်တို့ဒီနိုင်ငံရေးခေတ်တုန်းကဖြစ်ခဲ့တဲ့အမှားတွေနောက်တပါတီအာဏာရှင်စနစ်စစ်အာဏာရှင်စနစ်ဘာမှမဖြစ်တော့ဘူးဆိုကျွန်တော်တို့ဒီလိုပဲယုံကြည်ပါတယ်အဲဒီတော့ကျွန်တော်အနေနဲ့ဒီလူငယ်တွေကိုဟုတ်လားဒီဝင်းမြောက်ဝင်းသားနဲ့ကျွန်တော်တို့ကြိုးစိုးပါတယ်ကျွန်တော်အားကိုးလည်းအားကိုးပါတယ်အဲတော့လူငယ်တွေအနေနဲ့တော့ဒီဆက်လက်ပြီးတော့ဝင်သွားမဲ့တိုက်ပွဲမှာတော့ဟုတ်လားကျွန်တော်တို့အနေနဲ့ဟုတ်လားစီစီယုံယုံနဲ့ကျွန်တော်တို့လိုချင်တဲ့ဒီမိုကရေစီကိုရအောင်ကျွန်တော်တို့တိုက်ကြပါဒီလိုတိုက်နေတဲ့အချိန်မှာလည်းအချင်းချင်းစည်းရုံးပြီးတော့ကျွန်တော်ဒီမိုကရေစီဒီစနစ်ကိုအပြည့်အဝကျင့်သုံးကြပါကျွန်တော်တို့ဒီလူငယ်တွေယနေ့တွေးနေတဲ့ပြဿနာတွေဟာကျွန်တော်တို့ဟိုရင်ထဲကပဲစဉ်းစားမိပါတယ်ဒီလူငယ်တွေဟာနေကြားကိုထွက်သွားတယ်အမျိုးမျိုးသောပြဿနာတွေနဲ့တွေးနေပါတယ်ဒီပြဿနာတွေကိုကျွန်တော်တို့ဟာဖြေရှင်းရမယ်အဲ့တော့ဒီချက်ချင်းလက်ငင်းမဖြေရှင်းနိုင်သေးပြီနဲ့ကျွန်တော်တို့ဒီစိတ်ထဲမှာတော့အများတိုင်းရှိရမယ်ဆိုတာကျွန်တော်တို့ဟိုရင်ထဲကကျွန်တော်တို့ခံယူချက်တွေရှိပါတယ်အဲ့ဒီအတိုင်းပဲကျွန်တော်တို့အနေနဲ့သတိပြုရတယ်လူငယ်တွေဟာဒီကျွန်တော်တို့အစိုးရလက်ထက်တကယ်လို့ကျွန်တော်တို့ဒီနာဝတာကိုဖယ်ရှားပြီးတဲ့အခါမှာလူငယ်ရဲ့ကဏ္ဍဟာထူးခြားတဲ့ကဏ္ဍကပါဝင်ရပါမယ်လို့ကျွန်တော်တို့သတိပြုရင်းနဲ့ဒီကုန်းဆုပ်ပါတယ်ပေါရှေးကြီးပေါကြီးအစိုးရအဖွဲ့အနေနဲ့နိုင်ငံတကာအတိအမှတ်ပြုရရှိအောင်နိုင်ငံတကာလိုအပ်တဲ့ရုပ်ဝတ္ထုကူညီရရှိအောင်သို့ပန်းဆောင်ရွက်သွားမှာဖြစ်တယ်အဲ့တော့လက်ရှိအနေထားမှာလည်းစစ်တပ်ကအခက်အခဲအကျပ်တဲ့မျိုးမျိုးရင်ဆိုင်နေရတယ်စစ်အစိုးရအနေနဲ့နိုင်ငံရေးကဘယ်လိုမှကျွန်တော်တို့တံပြန်တိုးစစ်ဆင်နိုင်တဲ့အနေအထားမရှိဘူးအဲ့တော့တောမောက်ခင်ကျွန်တော်မနေ့ကပြောနေတဲ့စကားတွေရဆိုရင်သူတို့အနေနဲ့အမတန်မှကိုယ်ရင်ထိနိုင်နေတဲ့အနေအထားတွေပေါ်လာတယ်အဲ့တော့ကျွန်တော်တို့အခုအစိုးရဖွဲ့စည်းတဲ့အခါမှာနိုင်ငံတကာအတိအမှတ်ပြုမှုဆိုတာတော့ကျွန်တော်တို့ဒါကိုကျွန်တော်တို့ရရှိအောင်ကြိုးစားသွားမှာဖြစ်တယ်အဓိကကတော့ကျွန်တော်တို့ပြည်သူတွေထောက်ခံဖို့အရေးကြီးတယ်ပြည်သူတွေထောက်ခံပြီးတော့ကျွန်တော်တို့ရဲ့ဒူလက်နက်ကင်ဒေါ်လာရေးကြီးကိုအကျယ်ပြန့်ဆုံးပြည်သူစစ်ပွဲကြီးဆင်နွှဲလာနိုင်ရင်နိုင်ငံတကာထောက်ခံမှုတွေရလာလောလောဆယ်နိုင်ငံတကာထောက်ခံမှုတွေရဖို့အတွက်တော့အခက်အခဲရှိတယ်ဒါပေမဲ့အစွမ်းကိုဝိုင်းဝန်းကြိုးပမ်းသွားမှာဖြစ်တယ်နိုင်ငံတကာတွေကလောလောဆယ်အတိအမှတ်ပြုထောက်ခံမှုတွေမရသေးတာနဲ့ဘာမှစိတ်ဓာတ်ကျနေကြမလို့ပြည်သူတွေရဲ့ထောက်ခံမှုကအရေးကြီးဆုံးပဲကြံတဲ့နိုင်ငံတကာကျွန်တော်တို့အဆက်အသွယ်တွေပိုင်းနေမှာတော့ဒါကျွန်တော်တို့လှုပ်ဆောင်နေတဲ့အပိုင်းတွေအများကြီးရှိတယ်အဲ့တော့ရဲဘော်တို့အခုဒီဆိုကဖွဲ့စည်းရတဲ့ပတ်သက်လို့မရှင်းတာတွေသိကျင်တာတွေနောက်တစ်ခါဒီအခုလက်ရှိနိုင်ငံအခြေအနေနဲ့ပတ်သက်လို့မေးမြန်းကျင်တာတွေကိုပွင့်မွင့်လင်းလင်းရေးပြီးနဲ့နေနိုင်တယ်ဒါကျွန်တော်တို့ခုဖွဲ့စည်းလိုက်တဲ့တရားဝင်ဆိုတာဖြစ်တယ်ဒါရဲဘော်တို့ရဲ့အစိုးရအဖွဲ့ဖြစ်လာပြီအဲ့တော့ဒီအစိုးရအဖွဲ့ဟာတောမောင်လို့အစိုးရအဖွဲ့နဲ့လုံးဝအသွင်သဏ္ဍာန်ရောနှစ်တာကိုခြားနာတယ်ခင်ဗျားတို့မေးချင်တာတွေကိုဒီမိုကရေစီကြီးကြကြပွင့်မွင့်လင်းလင်းရင်းရင်းနှီးနှီးမေးမြန်းနိုင်တယ်အစိုးရအဖွဲ့ကသာဆရာဦးစိန်ဝင်းကနေပြီးတော့ရဲဘော်တို့ပြည်သူများကိုကြားတယ်ပြန်တယ်ဖွဲ့ပြရတော့မှာဒီ ABSCF နေတယ်ဒီ
ဆိုတော့မှာပေါဝင်ပါလားဒါပေမဲ့ပေါဝင်နေဆိုလဲဘယ်လိုခန့်ခန့်နားမျိုးကပေါဝင်နေဆိုသိရှင်းပြအောင်ကျွန်တော်တို့ဒီ ABSDF အားကျွန်တော် DSP မြန်မာနိုင်ငံ Democratic တပ်ပေါင်းစုထဲမှာပါဝင်ပြီးသားဖြစ်ပါတယ်အဲ့တော့ဒီအဲ့ဒီဘယ်လိုပြောရအောင် ABS ရဲ့အနေနဲ့အစိုးရအဖွဲ့မှာ ABS ရဲ့မကတခြားတော်လိုင်းအဖွဲ့အစည်းတွေပါဝင်ဝင်မရှိဘူးဒါတရားဝင်အစိုးရပြည်သူတွေကရွေးချယ်တဲ့ကိုယ်စားလှယ်တွေဖြစ်တယ်တို့ဟာပြည်သူတွေကိုယ်စားပြုတိုက်ပွဲဝင်နေပေမဲ့ပြည်သူကိုယ်စားလှယ်တွေမဟုတ်သေးဘူးမဟုတ်ဘူးအဲ့တော့ပြည်သူကိုယ်စားလှယ်တို့ကဦးစားပေးရတယ်ပေါ့ရှိတယ်သူတို့ပို့ပြီးတော့တို့ကညှင့်တင်ပေးရမယ်ထမ်းတင်ပေးရမှာဖြစ်တယ်ဒါပေမဲ့ ABS ရဲ့အပွင့်တခြားတော်လိုင်းအဖွဲ့အစည်းတွေကတပ်ပေါင်းစုမှာပါဝင်ကြတယ် ABS ရဲ့အနေနဲ့ဒီ DFP မှာပါတယ် DFP မှာ Supreme Council ဖွဲ့ထားတယ် Supreme Council မှာအဖွဲ့ဝင်12ဦးရှိတယ်ဒီဒေါက်တာစိန်ဝင်းကဒုဥက္ကဋ္ဌဖြစ်တယ်ဥက္ကဋ္ဌဗိုလ်ချုပ်မြဖြစ်တယ်ကျွန်တော်တို့ ABS ကျန်ကနေပြီးတော့တွဲဖက်အတွင်းမှု1နေရာမှာတာဝန်ယူထားတယ်ဘေးနာအခုကျွန်တော်တို့ဒေါ်လာတို့ထွက်လာတဲ့အနေအထားမှာအခုဆိုးရဖွဲ့ပြီးပါပြီအဲ့ဆိုးရကိုပြည်တွင်းမှာရှိတဲ့ခြားဘုံလေးပေါ့ကိုယ်စလဲဒီကဘယ်လိုသဘောထားရှိတာလဲရှင်းလို့ပြောကြကျွန်တော်တို့ထွက်လာတာ9ရက်နေ့ဒီရွေးကောက်ပွဲပြီးတော့နောက်ပိုင်းမှာကျွန်တော်တို့ဟလာကန်ဒီစီဝေးကျင်းပါတယ်နော်ကန်ဒီစီဝေးကျင်းပပြီးတော့အဲ့ဒီနောက်ပိုင်းမှာတဖြည်းဖြည်းဒီနိုင်ငံရေးအခြေအနေတွေကဆိုးဝါးလာတဖြည်းဖြည်းဖိနှိပ်လာတယ်အဲ့ဒီအပိုင်းကတစ်ပိုင်းနောက်သူတို့ရဲ့ထုတ်ထားတဲ့190ဆိုတာလဲဘောတော့နားလည်လားအဲ့190ကိုလည်းသူတို့ထုတ်လာတယ်ဒီ190ကိုသူတို့အကောင့်ထဲပေါ်ခြင်းလာတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့အနေနဲ့ဟုတ်လားတစ်ဖက်ကလည်းဘာလို့ရတော့မလဲသူတို့တွေဖိနှိပ်နေပြီဆိုပြီးတော့ကျွန်တော်တို့ဒီမှာရှိတဲ့ဟုတ်လားဒီကျွန်တော်တို့ဟုတ်လားလုံဖို့ကိုင်မဲ့တွေကနေပြီးတော့မန္တလေးမှာကျွန်တော်တို့အစည်းအဝေးတယ်ဒီမန္တလေးမှာအစည်းအဝေးမှာဆိုရင်ဒီလွှတ်တော်ကိုယ်စားလှယ်200ကျော်တက်ရောက်တယ်တက်ရောက်ပြီးတော့ဒီမန္တလေးအစည်းအဝေးကနေပြီးတော့ကျွန်တော်တို့990ကိုလက်မခံဘူး190ကိုလုံးဝလက်မခံဘူးနော်လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင်လာကျွန်တော်တို့ဒီလုပ်မယ်ဆိုပြီးတော့ဒီလိုကျွန်တော်ဆုံးဖြတ်သွားပါတယ်ဆုံးဖြတ်ပြီးရဲ့ကျွန်တော်ဒီလွှတ်တော်ကိုယ်စားလှယ်တွေရွေးတယ်တတိုင်းမှာ3ယောက်ရွေးပြီးတော့မှဒီ3ယောက်တည်းကနေ1ယောက်ထိုက်ရွေးပြီးတော့မှဒီလိုကျွန်တော်တို့အပြင်ဘက်ကိုထွက်လာလို့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကကိုယ်တိုင်ထားပြီးတော့9ယောက်တည်းထွက်လာတာတော့မဟုတ်ပါဘူးအဲ့လိုဆိုတော့ကျွန်တော်တို့ထောက်ခံမယ်ဆိုတာကျွန်တော်ယုံကြည်ပါတယ်ဒါကလွှတ်တော်ကိုယ်စားလှယ်တွေဒါလေးပုံမှန်ပါတယ်မေးနေတယ်ရောမေးပါပုံမှန်နေကျွန်တော်အနေနဲ့ဒီစစ်ဆိုရအောင်ကျွန်တော်ဒီစစ်ဆိုရအောင်ဒါပြည်သူအာဏာကိုမတရားရယူလာတဲ့သဘောဆိုအဖြစ်တော့ကျွန်တော်စစ်ကျင်ညာအောင်မကောင်းလားကျင်ညာပြီး ဟုတ်ကြပါအဲ့ဒါဆိုခဏလုပ်နေတာအစီအစဉ်ဒါပဲဒီမှာသုံးမောင်နဲ့ကင်ညိုလည်းနဲ့ချခိုင်းတော့တယ်အမြန်ဆုံးဒီမှာအလင်းဝင်မှုအလင်းဝင်ရင်သူတို့ရဲ့အသက်အဝေးစီစဉ်စဉ်းစားမယ်ဆိုတဲ့အကြောင်းပေါ့ဟုတ်ကျွန်တော်ဒီတစ်ဖွဲ့လုံးကျွန်တော် ABS ရဲ့ပုံဟောတော့ဘာလို့ဆိုတော့ကျွန်တော် ABS ရဲ့ဖြစ်ပေါ်လာတယ်ဒီတစ်ခုလုံးမှာရှိတဲ့အဖွဲ့အစည်းနဲ့မတူဘူးရောကျွန်တော်တို့အဖွဲ့အစည်းဖြစ်ပေါ်လာတယ်ဟာဒီအရေးခင်းဒီမိုကရေစီအရေးခင်းပတ်သက်ပြီးတော့မှဖြစ်ပေါ်လာတယ်ဖြစ်တယ်။အဲ့တော့ဒီကျွန်တော်တို့က DSP ထဲမှာပါနေလို့ဒီဝင်းတစ်ခွက်လုံးကကျွန်တော်တို့အပေါ်မှာကျွန်တော်တို့ဒီဟာကျွန်တော်တို့ဟုတ်လားဒီကျောင်းသားတက်ဟုတ်လားဒီကျောင်းသားဆိုတာလည်းပဲကျွန်တော်တို့ဒီမိုကရေစီဟုတ်လားဒီတိုက်ပွဲနဲ့အတူပေါ်လာတာဆိုတော့ဒီအပေါ်မှာကျွန်တော်တို့အများကြီးဟုတ်လားဒီဟိုကလေးစားပါတယ်အဲ့တော့ဒီ ABSDF ဟုတ်လားဒီကျောင်းသားတက်တွေဟိုအခုအချိန်မှာဟလာချိုးချိုးထဲရှိကြတယ်နော်ကျွန်တော်တို့ဟလာလိုချင်မရကြဘူးအဲ့လိုဖြစ်နေတဲ့ဟာကိုကျွန်တော်တို့တတ်နိုင်တဲ့လောက်နော်ကျွန်တော်တို့တတ်နိုင်တဲ့လောက်ကျွန်တော်တို့သင်အားဖြစ်ပေးပါမယ်စိတ်ဓာတ်မကြပါနဲ့လို့ကျွန်တော်ပြောချင်ပါတယ်။ဘာမေးချင်လဲမေးပါ။မောင်ကြီးမေးပါမရှိတော့ဘူးဆိုတော့ဒီလိုမျိုးမေးစရာမရှိတော့ဘူးဒီဝန်ကြီးချုပ်ကိုကျွန်တော်သင်ပြချင်တာဝန်ကြီးချုပ်ကကျွန်တော်တို့ဒီအခုလောလောဆယ်ဝန်ကြီးချုပ်ရှေ့မှာထိုင်နေတဲ့ရဲဘော်တွေဟာဒီမှာတိုက်ရင်မဟုတ်ပါဘူးကျွန်တော်တိုက်ရင်အသီးသီးကနေပြီးတော့ဌာနကြီး9ခုမှာလာတောင်းထမ်းဆောင်နေတဲ့ဒီကာကွယ်ရေးရုံးခွဲအဲ့လိုမျိုးဌာနအသီးသီးမှာလာတောင်းထမ်းဆောင်နေတဲ့ရဲဘော်တွေဖြစ်တဲ့ဆိုအကြောင်းရင်းနောက်ဥက္ကဋ္ဌအနေနဲ့ကျွန်တော်တို့ရဲဘော်တွေနေမြန်ချက်အပေါ်မှာသိရှိတဲ့ရှိဝန်ကြီးချုပ်ဖြေကြားချက်အပေါ်ကျေးဇူးတင်စကားပြောပေးပါလို့ကျွန်တော်နေမေးပါဦးမေးကြည့်မေးပါဦးရဲဘော်မေးကြည့်ရတယ်ငါရှိသေးတယ်လေ
လွတ်လပ်ပြီးတော့လားလုံနိုင်တဲ့နိုင်ငံသားရေး policy ကျွန်တော်တို့ဒီအိန္ဒိနာချင်းတွေနဲ့ဟုတ်လားတင်းတင်းများများနေနဲ့ဒီလို policy မျိုးတော့ အမေမယ်အောင်မို့ရပါအောင်မို့ရပါနီမင်းခိုင်းတော့မရစကားများရှာအားတယ်အောင်မြေ ကျွန်တော်ခုကဘာပြောစင်တန်ဆိုးတရားပေါ်လာပြီစင်တန်ဆိုးကအဆိုးတရားအနေနဲ့ကျွန်တော်တို့မှာဒီတကယ်လူလူနေရာကန်ကြီးအစ်စ်မရောက်တော့ဒီဆိုးတရားအနေနဲ့ဖွဲ့စည်းအုပ်ချုပ်ဖို့အခြေခံဥပဒေဆိုတာရှိပါလားရှိရဆိုရင်ဘယ်လိုထုတ်ပြန်ပေးနိုင်မလား ကျွန်တော်တို့ဒီဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတော့ကျွန်တော်တို့မရှိသေးဘူးသို့တော်လည်းဒီလိုအပ်တဲ့အပိုင်းလေးတွေတော့ကျွန်တော်တို့စဉ်းစားပြီးတော့လှုပ်ဆောင်ရမယ်အပိုင်းရှိတယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုတော့သူကကျယ်ပြန့်တယ်ကျွန်တော်တို့ဒီကျယ်ပြန့်တဲ့ဒီဥပဒေဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုကျွန်တော်တို့ဒီမှာဆွဲဖို့မသိဘူးကျွန်တော်တို့ဒီ National Convention လို့ခေါ်တဲ့ဒီပြည်လုံးတိုင်းရင်းသားတွေအပါအဝင်အားလုံးစုပြီးတော့ဒီပြည်လုံးညီလာခံကြီးတစ်ခုလုပ်ပြီးတော့မှအဲ့ဒီမှာမှကျွန်တော်တို့အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုဆွဲတင်တယ်ဆိုကျွန်တော်တို့ခိုင်းနောင်ခါမှာဟုတ်လားဒီအဖွဲ့အစည်းတွေရဲ့ဟုတ်လားနေရာတွေဥပမာဟုတ်လားဒီတမတော်ကဘယ်လိုပါလာမလဲကျွန်တော်တို့အများကြီးစဉ်းစားရတော့မယ်နော်ဒီတမတော်ကဟုတ်လားစီးပွားရေးမလုပ်ရဘူးဒါမျိုးတွေကျွန်တော်တို့ထည့်ရတော့မယ်နော်ဟိုရင်တော့ဆိုရင် BEDC ပြီးတဲ့အတိုင်းပဲကျွန်တော်ရှိကြတယ်ဆိုတော့ဒီဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးတာနဲ့တပြိုင်တည်းကျွန်တော်တို့အခုရှိနေတဲ့ပြဿနာတွေအားလုံးလိုကျေလဲအောင်ကျွန်တော်တို့လုပ်ရတော့မယ်ဒါအမတန်မှကျေပြန့်ပါတယ်ဆိုတော့ကျေပြန့်တဲ့ဟာလည်းရှိတယ်နောက်ပြီးတော့ဒီကြည်ရင်းကြည်ပါပေါ့ကျွန်တော်တို့ဒီအတွင်းထဲကလူရောဒီအပြင်ဘက်ကလူရောအားလုံးပေါင်းပြီးတော့ကျွန်တော်တို့ကျေပြန့်တဲ့ညီလာခံကြီးကနေမှကျွန်တော်တို့ဆွဲတင်တယ်လို့ဟုတ်ကဲ့ကျွန်တော်တို့ခုလောက်မေးပြတာကျွန်တော်တို့နိုင်ငံရေး policy နဲ့ပတ်သက်ပြီးတော့တချို့ကိစ္စတွေမှာဘယ်လိုသဘောထားလဲမသိဘူးဥပမာဆိုပါတော့ကျွန်တော် green policy ဒီ environmental ကိစ္စတွေပိုင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုသဘောထားပါလဲဒီမှာတော့ environmental policy ကနိုင်ငံခြားနဲ့ဆိုင်ဟိုဒီကsorry အစိုးရအဖွဲ့နဲ့ကျွန်တော်တို့ကဒီသဘာဝဆိုရင်အနောက်နိုင်ငံမှာကျွန်တော်တို့အကြီးအကျယ်ဖြစ်နေတယ်နောက်ပြီးတော့ဒီကျန်တဲ့ကိစ္စတွေပေါ့အခုဖြစ်နေတာတွေကိုကျွန်တော်တို့နောက်ထပ်ကျွန်တော်တို့မဖြစ်အောင်ကျွန်တော်တို့တတိနဲ့ကျွန်တော်တို့သဘာဝဒီတော်တွေကျွန်တော်တို့ဒီတော်တောင်တွေမမြင်ညာအောင်မပြုံးပြီးအောင်ဒါကျွန်တော်တို့သိသိရမှာနောက်တစ်ခုကကွန်စာတို့နဲ့ဘယ်လိုကွန်စာတို့ပုံမှာဘယ်လိုပေါင်းစားလို့ပေါ့ဒါတော့အခုအချိန်မှာကျွန်တော်တို့ပြောရတဲ့သေးတယ်ပေါ့ကျွန်တော်တို့ဒီပေါ်မှာကျွန်တော်တို့ယူဆိုင်နိုင်တယ်ကျွန်တော်ပြပြပါယူဆိုင်တကယ်တော့တနေ့ကြရင်တော့သူနဲ့ကျွန်တော်တို့နဲ့စကားပြောရမှာဒီစားတော့ရှောင်းလို့တော့မရဘူးဒါမှလို့ခုနပြောသလိုပဲကျွန်တော်တို့သူနဲ့ကျွန်တော်တို့နဲ့စကားပြောရမှာအခုအချိန်တော့ပြောချင်မှပြောပါတနေ့ကြရင်တော့ဖြစ်စီသွားတဲ့ပတ်သက်တဲ့ကွန်ဆာရဲ့သူ့ရဲ့နေရာပေါ့နိုင်ငံရေးမှာဒီနေရာနဲ့ရှိတာနောက်တစ်ခါဒီ DAB ကို JSU ကိုဒီတက်ကြီးကလင်းရဲ့အန်ကဲလောက်မှချက်တက်ကြီးဖြစ်တယ်အဲ့ဒါဆိုလို့ရှိရင်ဒီစစ်ဆိုးအောင်အာဏာပြန်သိမ်းပိုက်ဖို့ဘယ်လိုများညွှန်ကြားနိုင်မလဲဒီတက်ကြီးဒါတောင်းလို့ကြီးနေတယ်ရင်းကျုံနေတယ်ဟောဘယ်လိုများညွှန်ကြားနိုင်လဲကျွန်တော်ပြင်ဆင်ရမှာပေါ့ဥပမာဆုံးပြင်ဆင်တဲ့အပိုင်းတော့ပဲကျွန်တော်တို့ကဒီစစ်ရေးကြရဲဆိုရင်ကျွန်တော်တို့ဟုတ်လားပေါ်တာတာစဉ်းစားလို့မရတော့နောက်ဒေတာပြင်ဆင်ပြီးတော့မှကျွန်တော်တို့အဲ့ကြတော့မှကြားတာတပါးဒီအာနာရှင်နဲ့ဘလို့အာနာရှင်စနစ်မျိုးပဲဖြစ်ဖြစ်ဘလို့မှပြန်ပြီးမဆုံးကားအောင်ဗမာပြည်ကနေကြောက်ရမယ်ဟုတ်လားကျွန်တော်တို့ဒီမိုကရေစီဆုံးကားဒါတော့ကျွန်တော်တို့လက်ခံတာကျွန်တော်ဆိုပြီးတော့ကျွန်တော်နဲ့သူတွေသင်အားချင်းဒီညလည်းချင်းသူကကျွန်တော်တို့အောက်ကဝင်ပြီးတော့စိတ်လိုက်လမ်းကြောင်းဆိုတော့ကျွန်တော်တို့လာပြီးစိတ်လိုက်လမ်းကြောင်းတော့အဲ့ဒီကောင်ကြီးကကျွန်တော်တို့အပြီးတိုင်းခြေပုံ